မြန်မာလူမျိုးတွေနဲ့အမြဲတမ်းရင်းနှီးနေတဲ့စကားပန်တိုးစစ်ဒါပန်တိုးစစ်အိမ်သုံးဆေးဝါးဒီလိုပေါ့ကွာဒီဆေးကကျွန်တော်တို့ရဲ့မြန်မာပြည်သူတွေနဲ့အရန်ရင်းနှီးဆုံးဆေးဒါပေမဲ့သူတို့မသိတဲ့အချက်ဒီကောင်ဒီကျွန်တော်တို့ကပုံမှန်လူဒီ2ပတ်လောက်ပဲတောက်တင်တယ်မဖြစ်မနေအဆိုင်သမားတော့ကျွန်တော်2လလောက်ပဲပေးတယ်အဲ့ထက်ပြီးရင်အဆိုင်ကင်ဆာဖြစ်နိုင်တာတို့ကြောက်ကက်ကောင်မကောင်းဘူးတချို့တွေနှစ်ချီတောက်နေတာကြောက်ကက်အားနေတယ်ငကွားမှာကြောက်ကက်အားနေတယ်စီးချိုလည်းရှိတယ်နော်အဲ့လိုမျိုးလူတွေဆိုရင်ဒီဆေးကိုရေးရှိဆွတ်တောက်တာမကြိုက်ဘူးကျွန်တော်တို့ကအဲ့လိုမျိုးမပေးချင်ဘူးပေါ့နော်ဒါကျွန်တော်အမှန်တိုင်းစကားပြောပြတာပေါ့နော်ပေးတဲ့သူတွေရှိပါတယ်ချို့နှစ်ချီတောက်တဲ့သူတွေရှိချို့တော့ဖြစ်တော့မဖြစ်ဘူးမဖြစ်ရင်တော့အကောင်းဆုံးပဲဖြစ်လာရင်တော့ဘယ်သူမှမတတ်နိုင်ဘူးအဲ့လိုကြောင့်ဆိုတော့ဒီဆေးတွေကိုအစာအိမ်ဆေးတွေကိုကိုယ်သဘောနဲ့ကိုနှစ်ရှည်မတောက်နဲ့ဒီနေ့ပြောရင်ဒါပဲတဲ့ပဲအဲ့လိုပန်တိုးစစ်နှစ်ရှည်မတောက်နဲ့နော်ကျွန်တော်2ပတ်လောက်တောက်လက်ခံတယ်လုံအောင်ကျော်2လပေါ့ကွာဒါတော့မှအဲ့2လဆိုတာနဲ့တော့မှအစာအိမ်ကင်ဆာဖြစ်နိုင်ရည်ရွေးရှိတယ်ဆိုတော့စဉ်းစားကြည့်ကွာစဉ်းစားကြည့်အောင်ဒါတောင်ဆေးမတောက်တာကောင်းတယ်ကျွန်တော်တို့ကကြောက်ကက်နဲ့ပတ်သက်တယ်ဆိုရင်ဒီဆေးတွေကအစာအိမ်ဆေးတွေကြောက်ကက်အားနေတယ်နော်ကျိုးနှစ်ချီတောက်တယ်5နှစ်10နှစ်တွေတောက်တဲ့သူတွေရှိတယ်အဲ့တော့အဲ့ဒါတွေမြင်ရတာစိတ်မကောင်းလို့ပြပြတာနော်နှစ်ရှည်မတောက်နဲ့ကိုယ်တဘောနဲ့ကိုနှစ်ရှည်မတောက်ပါနဲ့မိသားစုဆောင်ဝင်နဲ့လည်းတိုင်ပင်ပါနော်